ဒီနေ့ကတော့ကျွန်တော်တို့အတန်ရှည်တရစရာပုံမှန်အတန်ပဲเนาะတရအတန်ရှည်ကိုဆွဲပြီးတော့ဆိုပေးရပါတယ်စရာဟုတ်ပြီသူ့ကိုကျွန်တော်တို့ဘယ်လိုမျိုးလေးဆွဲရလဲဆိုရင်မနေ့တုန်းကဒါလေးဆိုရင်စရာကျွန်တော်တို့ဒုတ်ချောင်းလေးလက်လောက်လေးဆိုရင်ရပြီပေါ့เนาะအဲ့ဒါကိုစရာဆွဲနေပါနောက်ခေါက်ထပ်ပြီးတော့ဆွဲပြပေးမယ်เนาะဒီလိုမျိုးလေးဆွဲပါတယ်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 စရာဟုတ်ပြီเนาะအဲ့တော့အရှိမကျန်တဲ့ဘီးတွေမှန်သမျှကြော်ကျန်းဆိုရင်လည်းကျွန်တော်တို့အပေါ်ကိုဒီလိုမျိုးလေးတင်ပေးလိုက်အောင်ပါပဲဒါပေမဲ့အရင်တော့အကြီးတော့မဆွဲနေပေါ့เนาะဒီလိုမျိုးကြီးတော့မဆွဲနေပေါ့ကျွန်တော်တို့ဘီးရပုံမှန် size ဆိုရင်တရကိုလည်းပုံမှန် size နဲ့ဆွဲပေးရပါတယ်ခင်ဗျာဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့မနေ့အရှိမအလဲတန်းမှာဆိုရင်ပေါ်ပလာဆိုရင်လေဒီကောင်းလေးမှာဒီလိုမျိုးလေးပဲလာတင်ရပါမယ်အမြင့်တန်းမှာဆိုရင် for far ဆိုရင်လေခေါင်းမှာဒီလိုမျိုးလေးပဲလာတင်ပေးရပါမယ်အနိမ့်တန်းပြီးရုပ်စုမှာရှိတဲ့ for fun ဆိုရင်လေကျွန်တော်တို့ဒီကောင်းပေါ်လေးမှာဒီလိုမျိုးလေးပဲပုံစံတူလာတင်ပေးရပါတယ်ခင်ဗျာကျန်တဲ့ဘီးတွေကတော့ပုံမှန် site တိုင်းပဲခေါင်းပေါ်မှာတင်လိုက်မယ်ဆိုရင်ရပါပြီအဲ့တော့ဒီတရားကတော့ထိုင်းလို့ဆိုရင်စရာလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့ဒါဆိုရင်ဆိုကြည့်အောင်ခင်ဗျာအရင်ဆုံးကျွန်တော်တို့ဘီးတရားမဆိုခင်ပုံတင်နည်းအရင်ဆုံးစပြီးတော့စဉ်းစားရပါမယ်ခင်ဗျာအဲ့တော့အလဲတန်ဘီးရုပ်စုကိုတရားအတန်ရှင်နဲ့ပေါင်းနေဆိုရင် mid တုံးဖြစ်ပါတယ်အမြင့်တန်ဘီးရုပ်စုကိုတရားအတန်ရှင်နဲ့ပေါင်းနေဆိုရင် rising တုံးဖြစ်ပါတယ်အနိမ့်တန်ဘီးရုပ်စုကိုတရားအတန်ရှင်နဲ့ပေါင်းနေဆိုရင် mid တုံးအတန်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဆိုကြည့်ရအောင်ကောကီကြောจีနောดีတောตีဘောบีပေါ်ปีအောီနောက်တစ်ခေါက်ထပ်ဆိုရပါမယ်ကောကီကြောจีနောดีတောตีဘောบีပေါ်ปีအောဟုတ်ပြီအမြင့်တန် rising သုံးတန်နဲ့ဆိုရပါမယ်ขอขีชอฉีถอถีสอสีผอผีขอขีชอฉีถอถีสอสีผอผีဟုတ်ပြီအနိမ့်တန်ဆိုပါမယ်ခင်ဗျာชอချီซอစီမောမီဝေวีรอรีทอทีนอนีชอชีซอซีมอมีวอวีรอรีทอทีนอนีဟုတ်ပြီနော်ကျွန်တော်တို့စရာရဲ့အတန်ထွက်နည်းကိုရမယ်နော်ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့တွားကြည့်ရနောက်ထပ်ပြီးကတော့အတန်ဒိုတရဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တစ်ခုရေးခဲ့ဖို့ကြံခဲ့ပါတယ်သူ့ကိုအတန်ထွက်မယ်ဆိုရင်ကျွန်တော်တို့ကလေချောင်းအတန်နဲ့ထွက်ကြမယ်ပေါ့နော်မှတ်ထားမယ်နော်အတန်ထွက်မှားမှာဆိုလို့သူ့ရဲ့အတန်ထွက်အစစ်မှန်ကအန်ကျိတ်ပြီးတော့သူဆိုရတယ်အပေါ်သွားနဲ့အောက်သွားအန်ကျိတ်ပြီးတော့ဆိုရတယ်စရာစရာစရာတရအတန်တို့မို့လို့အတန်ပြတ်ပါတယ်စရာအဲ့ဒီတန်ဖြစ်ပါတယ်ခင်ဗျာစရာအဲ့ဒီတန်ဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့သူ့ကိုဘယ်လိုမျိုးစီရမလဲဆိုကျွန်တော်ပုံစံတူတူပါပဲဒီလိုမျိုးလေးပါပဲခင်ဗျာအဲ့တော့လာချမ်းပုံစံလေးရဲ့ဘေးနားမှာအစံတိတိလေးပဲဒါလေးဆိုရင်ရမယ်ထပ်ဆွဲပြမယ်နော်အုတ်ထုတ်ပုံစံမျိုးလေးတူကလာချမ်းပုံစံမျိုးလေးမှာဒီလိုမျိုးထွက်လိုက်ရဆိုရပါပြီတိတိလေးပါပဲခင်ဗျာလာချမ်းပုံစံလေးရဲ့ဘေးနားမှာဒီလိုမျိုးလေးထွက်ပါမယ်လာချမ်းပုံစံလေးရဲ့ဘေးနားမှာဒီလိုမျိုးလေးထွက်ပါမယ်လာချမ်းပုံစံလေးရဲ့ဘေးနားမှာဒီလိုမျိုးလေးထွက်ပါမယ်နော်စရာဟုတ်ပြီနော်သူ့ကိုကျွန်တော်တို့ဘီးပေါ်မှာတင်တာကတော့ခုနကတော့ပြောခဲ့ဒီလိုပဲပုံမှန် site ပါနော်ဒီလိုမျိုးလေးပါကြော်ကျန်းဆိုရင်လည်းကြော်ကျူဆိုရင်လည်းဒီလို site ပါဒါဆိုရင်ကျွန်တော်တို့ရပါโอเคအဲ့တော့နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့တွားလိုက်ရအောင်အတားတော့မယ်ပေါ့နော်အရင်ဆုံးဘီးသားမဆိုခင်ပုံတင်ကြီးအရင်ဆုံးစဉ်းစားပြီးမှပုံတင်ကြီးထွက်ပေးရပါတယ်နော်ဟုတ်ပြီကျွန်တော်အဲ့ဒါဆိုရင်သူ့ကိုစပြီးတော့ပုံတင်ကြီးစဉ်းစားကြည့်အောင်အလေတန်ပြီးရုပ်စုတရအတန်တို့ဆိုရင်လိုတုံးပါအမြင့်တန်ပြီးရုပ်စုတရအတန်တို့ဆိုရင်လည်းလိုတုံးပါ
အနေတန်ဖြီးရုပ်ဆိုတရအတန်ရှိဆိုရင် height တုံးတန်ဖတ်ပြရပါမယ်ဒါကိုသတိထားမယ်နော်အဲ့တော့အလေတန်အတန်တို့လို့တော့အမြင့်တန်အတန်တို့လို့တော့အနေတန်အတန်တို့ height တုံးโอเคနော်ကျွန်တော်တို့သူ့ကိုဆိုတဲ့အခါမှာအပေါ်သွားနဲ့အောက်သွားကိုအန်ကြိတ်ပြီးဆိုမှအတန်ပြီးမှာပါခင်ဗျာလေချောင်းတန်ဖြစ်ပါတယ်အောဥကူကြောဥကျူဒေါဥဒူတောဥတူဘောဥဘူပေါ်ဥပူအောဥဟုတ်ပြီနော်နောက်ဆိုပြမယ်နော်ကောဥကူကြောဥကျူဒေါဥဒူတောဥတူဘောဥဘူပေါ်ဥပူအောဥโอเคဟုတ်ပြီနောက်တစ်ခုအမြင့်တန်ခေါဥခုထောဥထုဖောဥဖုဖောဥဖုစောဥစုဟောဥဟုဟုတ်ပြီနော်ခေါဥခုထောဥထုဖောဥဖုဖောဥဖုစောဥစုဟောဥဟုဟုတ်ပြီနော်နောက်တစ်ခုနည်းနည်းခက်တယ်သူကတော့တရားဥတန်နဲ့ဆိုတော့နည်းနည်းလေးသူ့ကိုဖြည်းဖြည်းချင်းဆိုပေးမှအတထပ်ပို့ပေးမယ်ပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဗာလဲဆိုရင်အနေတန် height တုံးတန်ပေါ့နော်ခေါဥခုငေါဥငူချောဥချူစောဥစုဖောဥဖူဖောဥဖူလောဥလူမောဥမူရောဥရူဟုတ်ပြီနော်နောက်တစ်ခါဆိုပြမယ်ခေါဥခုငေါဥငူစောဥစုချောဥချူစောဥစုဖောဥဖူဖောဥဖူစောလောဥလူမောဥမူရောဥရူရမယ်နော်အဲ့တော့ကျွန်တော်နောက်တစ်ခေါက်နည်းနည်းလေးခက်လို့ပေါ့နော်ဖြည်းဖြည်းချင်းတစ်ခေါက်အလေတန်အမြင့်တန်နေတော့ကျွန်တော်ထပ်ပြီးတော့ပြပေးမယ်နော်ကောဥကုကြောဥကျူဒေါဥဒူတောဥတုဘောဥဘူပေါ်ဥဥအောဥဟုတ်ပြီခေါဥခုထောဥထုဖောဥဖုဖောဥဖုစောဥစုဟောဥဟုဟုတ်ပြီအမြင့်တန်ခေါဥခုငေါဥငူစောsorry ချောဥချူစောဥစုဖောဥဖုဖောဥဖုလောဥလူမောဥမူရောဥရူဟုတ်ပြီနော်โอเคအဲ့တော့ကျွန်တော်ဒီနေ့တင်ပြသွားတဲ့စရာအီးနဲ့စရာဥဆိုတဲ့လေကြောင်းတန်ကိုအားလုံးရမယ်လို့ပြောနေပါတယ်နားမလည်ရရှင်ကျွန်တော်ဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ကိုမေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်